ဒီနေရာမှာနည်းနည်းစားပြီပေါ့နော် Okay အဲ့တော့ Hasco ပြင်လိုက်တဲ့အချိန်မှာဘောကစာသားပြောင်းသွားအဲ့တော့တင်ကြည့်လိုက်မှာကွာဒါရင်တင်ကြည့်လိုက်မရရင်နောက်ခုထပ်စစ်စားမှာတွေ့သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာ key တစ်ခုတွေ့တယ်အပြန် key တစ်ခုနော် Okay အဲ့တော့ကျွန်တော် finally အနေနဲ့တွေ့သွားမလားတွေ့သွားပြီပေါ့နော်အဲ့ဒီမှာဆိုရင်သူ့ရဲ့ဘာညာပေါ့ကွာ password ပေါ့ကွာပြီးရင်ဒီမှာသူ့ရဲ့ email ပေါ့Okay အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Twine Mega Grad ဆိုတဲ့ Premium Room လေးတစ်ခုပြပြပေးရမှာဖြစ်ပါတယ်ဒီ Room ရဲ့အဓိကပြောပြပေးချင်တာကကျွန်တော် Recognize Scale တွေပြီးကြရင် OSINT Scale တွေအဓိကဒီမှာလေ့လာမယ်ပေါ့နော်ဒီ Room မှာအဲ့တော့ဒီ Room ရဲ့ background knowledge လေးတစ်ချက်ပြရအောင်ဒီ Room ကဆိုရင်ကျွန်တော်တို့ OSINT တွေ channel တစ်ခုဖြစ်တယ်ဒီမှာပြောချင်တာကဒီမှာ Super Secure Corporation ကနေပြီးတော့သူတို့လုပ်နေတဲ့ blogging platform တစ်ခုရှိတယ်ပေါ့နော်အဲ့ဒီဟာမှာကျွန်တော်တို့က OSINT technique တွေကိုသုံးပြီးတော့အားနည်းချက်တွေရှာမယ်ပြီးကြရင်ကျွန်တော်တို့ဒီအားနည်းချက်တွေကနေဘယ်လိုမျိုး exploit လုပ်လို့ရလဲဆိုတာကိုကျွန်တော်တို့လေ့လာမယ်ပေါ့နော်အဓိကကျွန်တော်တို့ OSINT သုံးမယ် recognize လုပ်မယ်ပြီးကြရင်အဲ့ဒီကနေပြီးတော့တွေ့လာတဲ့အားနည်းချက်တွေကိုအသုံးချပြီးတော့အားနည်းချက်တွေကိုအသုံးချပြီးတော့ exploit လုပ်မယ်ပေါ့ဟုတ်ပြီနော်ဒီကောင်ကတော့ trade တော့ဘာမှတော့သိမ့်မရှိဘူးဟုတ်တယ်မှာမေကွန်းလေးဆိုရင်လည်းကျွန်တော်တို့မှာ API key တွေရှာရမယ်ပြီးကြရင်ကျွန်တော်တို့ email နော် admin ရဲ့ email တွေရှာရမယ်ပေါ့နော်စသဖြင့်ဒီလိုမျိုးလေးတွေတော့ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာmachine start လုပ်ပြီးသွားပြီ okay နော်အရင်မသေးပါ okay မြင်ရတယ်အဲ့တော့ဒီကောက်မှာပြောစရာဘာကြံသေးလဲဆိုတော့ဘာမှတော့မကြံတော့ဘူးစဖြေလို့ရပြီလားကျွန်တော်ရဲ့ကာလီ Linux machine ကိုပဲသုံးရမယ်ဟုတ်ပြီပြီးရင်ကျွန်တော် private escalation တွေပါလေလုံးဆရာမလိုဘူးပေါ့နော် no private escalation ဘာလို့ဆိုတော့ကျွန်တော်တို့ OSINT နဲ့ recognize ကိုပဲသုံးမှာဖြစ်တဲ့အတွက်ကြောင့် private escalation တွေပါလေလုံးဆရာမလိုဒါလည်းတစ်ခုကောင်းတယ်လောက်ရလဲပြဿနာတော့မရှိပါဘူး not script တစ်ခု run ပြီးတော့လောက်ရတာပဲဆိုတော့ဟုတ်ပြီလားအဲ့တော့ကျွန်တော်စဖြေလိုက်မယ်ပေါ့နော် okay စဖြေလိုက်မယ်ဆိုတော့ကျွန်တော်ဒါလေးကိုခဏဒီမှာ IP လေးရပြီပေါ့နော်ဒီ IP လေးကိုစဖြေမယ်ဆိုရင်ကျွန်တော်အရင်ဆုံးဘာမှမလုပ်ခင်ကျွန်တော် scan လုပ်လိုက်မယ်ကျွန်တော်တို့ဘာ scan လုပ်လိုက်မယ်ဆိုတော့ကျွန်တော် MN နဲ့ပဲလုပ်လိုက်မယ်ပေါ့နော် MN ဒီမှာကျွန်တော်တို့သူရဲ့ IP ထည့်လိုက်မယ်ဒီဘက် IP ကမှန်လား28နဲ့စုံတယ် okay ဒါဆိုရင်ကျွန်တော်တို့ IP မှန်တယ်ဟုတ်ပြီနော်အဲ့တော့ scan လုပ်လိုက်မယ်ဒီကောင်ရဲ့ဟာကိုရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ MN နဲ့ကျွန်တော်တို့ scan လုပ်လိုက်တယ် SC ဆိုတာကတော့ကျွန်တော်တို့ default secret တွေကိုသုံးမယ်လို့ပြောတာကျွန်တော်တို့ vulnerability ရှာတယ်ကျွန်တော်တို့ MAC ရဲ့ NSC default secret တွေကိုသုံးမယ်လို့ပြောတာပေါ့နော်ပြီးရင်ကျွန်တော် service version တွေကြည့်မယ် WPT ဆိုတာကတော့ပေါ့ပေါင်းအကုန်လုံးပေါ့နော်65535ပေါ့ပေါင်း6000ကျော်ဒီအကုန်လုံးကို scan လုပ်မယ်ပြီးရင်ကျွန်တော်ဒီ IP ကို scan လုပ်မယ်ပေါ့နော် okay အဲ့တော့ဒီမှာစပြီးတော့ scan လုပ်နေပြီ okay စကားမဆက်ပြောချင်တာဒီ MS နဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတန့်လေးလာခြင်းတဲ့လူတွေအနေနဲ့ကျွန်တော်စီမှာ MS ဆိုပြီးတော့တီးတန့်သင်ပေးတဲ့ class တစ်ခုရှိပါတယ် okay အဲ့ဒီဟာလေးကိုကျွန်တော်ခဏ pause လုပ်လိုက်မယ်နော်နည်းနည်းကြာနေလို့ okay ဒီမှာကျွန်တော်တို့ scan လုပ်ပြီးသွားပြီဆိုရင်အဓိကဘာကိုကြည့်ရမလဲဆိုတော့ဘာ port တွေပွင့်လဲအရင်ကြည့်ပေါ့နော်ကျွန်တော်တို့ port 22ပွင့်တယ်80ပွင့်တယ်443ပွင့်တယ်ပြီးကြရင်51337ပွင့်တယ်ဒီ port ကတော့ကျွန်တော်တို့ custom port ဆိုပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီအပေါ်မှာ WPT port ပေါင်းအကုန်လုံး scan မလုပ်ခဲ့ဘူးဆိုရင်ဒီ port ကိုမြင်ရမှာမဟုတ်ပုံခု10ရာ9000ကျော်ပုံမြင်ရမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့MAC ကကြတော့သူကကြတော့ popular port 1000ပဲscan ဖတ်တာအဲ့တော့ဒီကောင်က9000ကျော်မှရှိနေတာဆိုတော့ကျွန်တော်ဒီ port မမြင်ရနိုင်အဲ့တော့မို့လို့ကျွန်တော်တို့ CTF တွေဖြည့်တိုင်း real မှာ scan ဖတ်တိုင်းပေါ့နော်မျိုး port တွေအကုန်လုံးကို scan ဖတ်ပေးဖို့လိုတယ်အဲ့တော့ဒီ result ကိုနည်းနည်းရှင်းပြမယ်ဆိုရင်ဒီမှာသူ့ရဲ့ SSH version တွေတွေ့မယ်ပြီးကြရင်ဒီမှာ public key တွေ့မယ်ပေါ့နော်အဓိကကျွန်တော်တို့ port 80မှာဆိုရင်ဘာတွေ့ရမလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ title ကနေပြီးတော့ကျွန်တော်ဒီကောင်တွေက Apache 2 UN2 เนาะစသဖြင့်တွေ့ရမယ်ကျန် Apache version တွေသိရမယ်နော်ပြီးကြရင်443မှာဆိုရင်ကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့ကျွန်တော်တို့403ဆိုတဲ့ web page လေးတစ်ခုတွေ့မယ်ပေါ့နော်ပြီးရင်ဒီမှာ component ဆိုပြီးတော့ကျွန်တော်တို့ graph.thm ဆိုပြီးတော့လည်းတွေ့မယ်ပြီးရင်သူ့ရဲ့ organization name တွေတွေ့မယ်ဒီ result တွေကကြတော့ကျွန်တော်တို့ကဒီ MM နဲ့ scan လေးမလုပ်ဘဲနဲ့လည်းကျွန်တော်တို့တွေ့နိုင်တယ်ဟုတ်နော်ပြီးရင်ဘယ်လိုမျိုးရှာလို့ရလဲဆိုတော့ပြမယ် okay okay အဲ့တော့ကျွန်တော်တို့က port 80ပွင့်နေရဆိုတော့ကျွန်တော်တို့ web server run နေတယ်အဲ့တော့ကျွန်တော်တို့ IP ကိုကျွန်တော် browser မှာခေါ်ကြည့်လို့ရတယ်ဘာတွေတွေ့ရမလဲပေါ့နော်နည်းနည်း information လေးတွေကျွန်တော်တို့ OSINT ဆိုတော့အဓိကကျွန်တော်တို့ information အရေးကြီးတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာခေါ်ကြည့်ကြမယ်
တာကိုဒီ terminal ကိုဒီဘက်လာမယ် okay အဲ့တော့တစ်ချက်ရှာကြည့်မယ်ဒီ IP ကို IP ကိုရှာကြည့်လိုက်မယ်ဆိုရင်ဒီမှာ setup page ပဲရှိတယ်ဘာမှမရှိသေးဘူးเนาะဒီကောင်ကကျွန်တော် port 80ဆိုတော့ကျွန်တော် HTTP ဆိုတော့ not secure ဆိုပြီးတော့ပြရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော် HTTPS နဲ့ဆိုရင်ရောဘယ်လိုမျိုးပေါ်မလဲပေါ့နော်ချက်ကြည့်အောင်okay HTTPS နဲ့တွားကြည့်လိုက်မယ်ဆိုရင်နောက်ကျွန်တော် forbidden ဆိုပြီးတော့တွေ့ရမှာပေါ့နော်ဒီဟာကိုကျွန်တော်ဝင်ကြည့်ဖို့အတွက်ကျွန်တော်မှာ permission မရှိဘူးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာ not secure HTTPS တောင်မှာဘာလို့ not secure ဖြစ်နေရလဲပေါ့အဲ့ဒါလေးတစ်ချက်ကြည့်ကြည့်မယ်သူရဲ့ certificate တွေကြည့်ကြည့်မယ်ဆိုရင်ခုနကကျွန်တော်တွေ့ခဲ့တဲ့ component တွေတွေ့ရမယ် grant ဆိုတဲ့ဟာဒီမှာတော့ချဲ့ပြလို့မရတော့အခုနောက်မှာ grant ဆိုတဲ့ဟာတွေတွေ့ရမယ်ဒီမှာသူရဲ့ certificate တွေတွေ့ရမယ်အောက်ဆုံးမှာအခုနောက်ကျအောက်မှာ public key တွေ့မယ် organization name တွေ့မယ်เนาะ okay အဲ့တော့ကျွန်တော်တို့ဒီကောင်ကဒီဟာ443မှာကျွန်တော်ခုနကတော့51ဘယ်လောက်လဲ51337ဆိုတာလဲပွင့်နေအဲ့တော့51337မှာဆိုရင်ရောဘယ်လိုမျိုးပေါ်မလဲ51337ကြားတယ်51337လဲဒီတိုင်းပဲပေါ့နော် okay ဒီမှာဘာတွေရမလဲနောက်ကျွန်တော်တို့ဒီမှာ component တစ်ခုထပ်တွေ့ရပေါ့နော် lead checker grad tation ပေါ့နော်ဒါလေးထပ်တွေ့တယ်အဲ့တော့ကျွန်တော်တို့ကခုနကတွေ့တဲ့เนาะ grad.tation ပေါ့နော် grad.tation ကိုကျွန်တော်ဒီကနေခေါ်ကြည့်လိုက်မယ် https grad.tation ခေါ်လို့မရဘူးသူကကြောင့် IP နဲ့ IP ဝဲတည်တယ်သူရဲ့ host name မသိသေးဘူးဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော် etc host ထဲမှာဒီကောင်ကိုသွားထည့်ပေးရမှာเนาะအဲ့တော့ sudo nano etc host ထဲမှာခေါ်လို့ရအောင်လို့ပေါ့နော်သူအဲ့တော့ IP ကဘယ်လောက်လဲဆိုတော့ဒီဘက်ဘေးမှာ IP ကဒီကောင်လေးရဒီကောင်လေးကိုဒီဘက်ကူထည့်ပြီးကြရင် grad.thm ပြီးကြရင် grad.thm နောက်တစ်ခုကဒီကောင်ပါတော့ဒီကောင်လည်း domain name နဲ့ခေါ်ကြတယ်ဆိုရင် lead checker copy နော်ဒီမှာအဲ့ဆိုရင် save ပြီးတော့ပြန်ထွက်ကြည့်လိုက်ကြိုက်တာဆိုရပြီအဲ့တော့ကျွန်တော်ဒီမှာ grad ကိုပြန်ခေါ်ကြည့်လိုက်တဲ့ခါကျရင် okay ဒီမှာ not secure တော့တက်လာပြီအဲ့ဆိုရင်ကျွန်တော်တို့မှာသူ့ရဲ့ domain name နဲ့ခေါ်လိုက်တဲ့အခါမှာကျွန်တော်တို့ search me ဆိုပြီးတော့ web page တစ်ခုတွေ့ပြီပေါ့နော်ဒီမှာဆိုရင်ဘာမှ function က trade route မပါဘူးနောက်ဒီမှာokay ကျွန်တော် login လုပ်တဲ့နေရာတွေပါမယ် register လုပ်တဲ့နေရာတွေပါမယ်ဟုတ်ပြီအဲ့တော့ကျွန်တော် login လုပ်ကြည့်လိုက်မယ် login လုပ်လို့မရသေးဘူးကျွန်တော် register ရင်လုပ်ရမယ်เนาะဘာမှမရှိတာ okay အဲ့တော့ user name ကကျွန်တော်တို့ကထည့်လိုက်မယ်ဒီမှာပေးထားပြီးသားလေး password က1 2 3 4ထည့်လိုက်မယ် email ကကျွန်တော် email ထည့်လိုက်မယ် name ကကျွန်တော်နာမည်ထည့်လိုက်မယ်ဟုတ်ပြီအဲ့တော့ register လုပ်ကြည့်လိုက်မယ်ဒီမှာဘာ error တက်လဲဆိုတော့ကျွန်တော်တို့ invalid API key expire ဖြစ်နေတယ်ပေါ့နော်အဲ့တော့သူကသုံးလို့မရဘူးပေါ့ okay အဲ့တော့ခဏတို့ဒီ offline အောင်လာနော် okay အဲ့တော့ expire key ဖြစ်နေတဲ့အချိန်မှာဒီနောက်ွယ်မှာကျွန်တော်တို့ဘယ်လိုစဉ်းစားလို့ရတယ်ဆိုတော့ဒီလို error တက်ပြီဆိုရင်ဒီနောက်ွယ်မှာကျွန်တော်တို့ API server တစ်ခုခုရှိနေပြီဆိုပြီးတော့ခံမှန်းလို့ရတယ်ပုံမှန် user တယောက်အနေနဲ့ဆိုရင်ဒါတာမန် error ပဲဒါပေမဲ့ကျွန်တော်တို့ pen test လုပ်နေတဲ့ CTF ဖြေနေတဲ့လူတယောက်အတွက်ဆိုတော့ဒီနောက်ွယ်မှာကျွန်တော်တို့ API server တစ်ခုခု third party system တစ်ခုခုရှိနေရဆိုပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော် okay အဲ့တော့ expire ဖြစ်နေတဲ့ API key ရှိမယ်အဲ့လိုစဉ်းစားလို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်လေးရဲ့ request တွေနောက်မှာဘာတွေဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဖမ်းကြည့်မယ်အဲ့တော့ကျွန်တော်တို့ bab နဲ့တစ်ချက်ဖမ်းကြည့်မယ်ပေါ့နော် pass နဲ့တစ်ချက်ဖမ်းကြည့်လိုက်မယ်ကျွန်တော် pass ဖွင့်လိုက်မယ် okay pass ကိုဒီဘက်မှာထားလိုက်ဒီဘက်မှာထားလိုက်ရင်မြင်တော့မမြင်ခါလေးစမ်းကြည့်လိုက်ပါနော်အဆင်ပြေအောင်လုပ်ပေးမယ်ပြင်ဒီဘက်ပဲခဏရွှေ့လိုက်တော့ okay ပွင့်လာပြီဆိုတော့ဒီဘက်ခဏရွှေ့လိုက်မယ်နော်ဒီဘက်နည်းနည်းဒီလောက်ဆိုမြင်ရမယ်နော်အလဲလောက်ဆိုမြင်ရမယ် okay လောက်ဆိုမြင်ရမယ်ဘတ်စုကတော့သူရကြီးပြီးလို့မရဘူး okay သူရ proxy မှာကျွန်တော် intercept on လိုက်မယ်နော် intercept on ပြီးသွားရင်ကျွန်တော်တို့ဒီမှာback သူရ request ကိုတစ်ချက်ဖန်လိုက်မယ်ရော register
register လုပ်တဲ့ခါကျရင်ဒီမှာကျွန်တော်တို့ squad တက်လာပြီအဲ့ squad ကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမှာ credential တွေအောက်ဆုံးမှာပြင်ရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ API key ဆိုတာတွေ့ရတယ်နော်HTA ရဒါ custom header တစ်ခုပေါ့နော် HTML API key ဆိုပြီးဒီမှာတွေ့ရတယ်ဟုတ်နော်အဲ့တော့ဒီကောင်ကို repeater လေးတစ်ချက်ပို့လိုက်မယ်နော်ပြန်စမ်းကြည့်အောင် repeater လေးတစ်ချက်ပို့ပြီးရင်ကျွန်တော်တို့ကပုံမှန်ဆို API key expire ဖြစ်နေဆိုဒီကောင်ကိုကျွန်တော်တို့ဖြတ်ပြီးတော့ server ကိုကျွန်တော်တို့လှမ်းပြီးတော့ပို့ကြည့်မယ်ပေါ့နော်ဘယ်လိုမျိုး response ပြန်မလဲပေါ့မရဘူးပေါ့နော်ကျွန်တော်တို့ invalid API ခုနကတော့ပုံစံတူ error ပဲထပ်တက်တယ်ပေါ့နော် okay အဲ့တော့ဒီကောင်ကိုထားလိုက်တော့မယ် error ပဲထပ်တက်တာဆိုတော့ကျွန်တော်တို့ကဒီ API key လေးကိုကျွန်တော်တို့ကရှာရမယ်ဒီလိုမျိုး API key တွေကဘယ်နေရာမှာရှိတက်လဲဆိုတော့ကျွန်တော်တို့ GitHub တို့ပါလို့မှာရှိတက်တယ်ပြီးကြရင် Google Docs နဲ့လည်းရှာလို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ graph ကကျွန်တော်ဒီမှာလဲကျွန်တော်တို့ hint လေးပေးရတယ်ဗျာသလား graph ကနားလေဒီအနောက်မှာကျွန်တော် GitHub တို့ပါလို့အဲ့လိုမျိုးလေး hint လေးပါတယ်ကွာသိလားအဲ့တော့ကျွန်တော်တို့က GitHub ကနေပြီးတော့သွားရှာလိုက်မယ် okay အဲ့တော့ကျွန်တော်ပြရပါမယ်okay ဒီကောင်ဒီဘက်ကနာထားအဲ့တော့ GitHub ကနေဘယ်လိုရှာမှာလဲဆိုတော့ဒီလိုမျိုးပေါက်နေတဲ့ API key တွေပါတွေ့ကျင်နေဆိုရင်သူ့ရဲ့corporation ကကျွန်တော်တို့ organization က search me ပေါ့နော်အဲ့တော့ search me နဲ့ပတ်သက်တဲ့ဟာလေးရှာရမယ်ဒီကောင် intercept ပြန်ပိတ်လိုက်တော့မယ်အဲ့တော့ search me နဲ့ပတ်သက်တာလေးရှာရမယ်ဒီကောင်ကျတော့ under development အောက်မှာပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော် search me GitHub ပေါ့အဲ့ဒီအောက်မှာsearch me GitHub search me နဲ့ပတ်သက်တဲ့ဟာလေး in progress အဲ့ဒီမှာတွေ့ပြီပေါ့နော်ထိတ်ဆုံးမှာပဲ okay အကောင်လေးကိုတစ်ချက်ဝင်ကြည့်လိုက်မယ်အကောင်လေးကိုတစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ API ဆိုပြီးတော့ကျွန်တော်တို့ folder လေးတွေ့တယ်ပြီးကြရင် public ဆိုပြီးတော့တွေ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လိုချင်တာ API ပေါ့ developer မှားပြီးမှကြံခဲ့မလားပေါ့တစ်ချက်ကြည့်ကြည့်အောင်နော်register.php ပဲခုနကတော့ကျွန်တော်ဒီနေရာမှာလုပ်တဲ့နေရာကလည်းကျွန်တော် register ပေါ့ဒီ URL ပေါ့ဒီ URL ပေါ်မှာပေါ့နော်အဲ့ URL ကိုဝင်ကြည့်လိုက်တဲ့အခါမှာကျွန်တော် register.php တဲ့ကိုကျွန်တော်ဝင်ကြည့်လိုက်မယ်ပြီးရင်ကျွန်တော် upload ဆိုတာလည်းရှိသေးတယ်ပေါ့နော် okay အဲ့တော့ register လေးဝင်ကြည့်လိုက်တဲ့အခါမှာဒီမှာဘာတွေ့လဲဆိုတော့ထွေထူးတော့ဘာမှတော့မတွေ့ဘူးပေါ့နော် okay အဲ့တော့ဒီကောင်ရဲ့ history လေးတစ်ချက်ခေါ်ကြည့် history လေးတစ်ချက်ခေါ်ကြည့်လိုက်ရတယ် remove key ရဒီမှာ key ကို remove လိုက်တယ်နော်သူ key တွေ remove လိုက်ဒါပေမဲ့ဒီအောက်မှာကျွန်တော်တို့ဒီအောက်ကအားထဲမှာဘာရှိမလဲဒီထဲမှာ key တွေပါကြံနေမလားပေါ့တစ်ချက်ကြည့်ကြည့်အောင်okay ဒီမှာတွေ့သွားပြီပေါ့နော်ကျွန်တော်တို့ဒီမှာ key တခုတွေ့တယ် API key တခုနော်ဒီမှာ THM API key ဆိုပြီးတော့တွေ့တယ်ဒီမှာသူမှားပြီးတော့ခြံခဲ့တာမျိုးလည်းဖြစ်နိုင်တယ်ဒီလိုမျိုးလေးလေကျွန်တော်တို့ developer အမားတွေကနေပြီးတော့ကျွန်တော်တို့ information လေးရနိုင်တယ်ပေါ့နော်ပြီးကြရင်အောက်မှာ upload.php ဆိုတာရှိမယ်ပေါ့နော် upload.php okay ဒါပါတော့ဒါကတော့ပြီးကြမှာပြောရမယ့်အပိုင်းနေ okay အဲ့တော့ကျွန်တော်တို့က API key ရသွားပြီဆိုရင်ခုနကတော့ကျွန်တော်တို့ back နေရာမှာ back နဲ့ squad ကိုရလာတဲ့ API key ကိုထည့်ပြီးတော့ကျွန်တော်တို့ server ကိုပြန်ပို့ကြည့်မယ်ရမလားပေါ့ okay เนาะအဲ့တော့ကျွန်တော်တို့ register ပြန်လုပ်မယ်ဟုတ်က password ကကျွန်တော်1 2 3 4 email ကemail ကဟုတ်က pentest ထားမယ်နိုင်ငံကြတော့ဟုတ်ကမြန်မာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာ intercept ပြန် online မယ် register လုပ်လိုက်မယ် register လုပ်လိုက်ပြီဆိုရင်ဒီမှာဒီကောင်က squad ရောက်လာပြီဆိုရင်ဒီကောင်ကိုကျွန်တော် repeater ကိုလှမ်းထည့်လိုက်မယ် repeater လေးလှမ်းထည့်လိုက်ပြီဆိုရင်ဒီနာ API key ကိုပြင်လိုက်မယ်ခုနကကျွန်တော် API key တွေ့တာတယ်နော်ဒီ API key ကိုကျွန်တော်ပြင်လိုက်မယ်ရော့ဒီမှာကျွန်တော် sum လုပ်လိုက်မယ်ရော့ရမလားပေါ့ okay ရပါပြီနော်ဒီဘက်တောက်မှာကျွန်တော် registration successful ဆိုပြီးတော့ပေါ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ credential တွေနဲ့အဲ့ဒီထဲကိုကျွန်တော်ဝင်လို့ရပါပြီဟုတ်ပြီနော်အဲ့တော့ချက်ဝင်လိုက်မယ်ဆိုတော့နာဆက်ကိုပြန်ပိတ်လိုက်အောင်မယ်ဒီကောင်ဟာလည်းဘက်ပြန် off လိုက်မယ် save log in ပေါ့နော်ရေလေးပါလေးတောက်လောင်းအားလုံး6ဗီဒီယိုတွေပါလေ pause မိတော့အာယုန်နေနောက်လို့တခါလည်းပဲเนาะကြည့်လိုက်တော့ကွာ okay အဲ့တော့ user name ကခုနကကျွန်တော်တို့ဥက္ကာဆိုတဲ့ user name က registration successful ဖြစ်သွားပြီ password က1 2 3 4အဲ့တော့ login ဝင်လာပြီရော
နော်ကျွန်တော် register တောက်လိုက်တာလောက်ရင်ဝင်လိုက်လေမရဘူးလောက်ဝင်လို့ဟုတ်က1 2 3 4ဒါဘာမှမဆိုင်ဘူးနှစ်ဆက် off ထားပြကြည့်ကြည့်လိုက်မြော့ဘာပြောอ่ะအော်ဟိုဘက်ကမြန်မရောက်သွားလို့ registration successful လို့ဖြစ်တယ်လေ hey guys မ error စတက်ပြီเนาะပြဿနာစတက်ပြီ1 2 3 4အော် okay ရပါပြီဟုတ်တော့ဝင်လို့ရအောင်အဲ့ဆိုရင်ကျွန်တော်တို့မှာ flat flag တွေ့ပါပြီအဲ့တော့ဒီ flag ကဒီ flag အော်မဟုတ်ဘူးအကုန်ကူရမှာ hashtag မှာနဲ့အဲ့တော့ဒီ flag ကကျွန်တော်သူ့ရဲ့မေးခွန်းတစ်ချက်ပြန်ကြည့်မယ်သူ့ရဲ့မေးခွန်းကကျွန်တော်တို့ဒီမှာ user တွေကို alarm လုပ်ထားတဲ့ API key တွေ့ပါပြီဟုတ်ပါဘူးအောက်ကကြဒီမှာ flat flag sorry flat flag ကဒီမှာနော်ပြီးကြရင် API key သွားရှာငါလာမှာကျွန်တော် API key တွေ့တာဒီကောင်ဟောဒီမှာဒီဘက်တောင်းမှာမမြင်ရတော့အဲ့ဘက်တောင်းမှာနော်ဒီ API key ကိုဒီမှာထည့်ရောက်အဲ့ဒါပြပါပြီအဲ့တော့ကျွန်တော်မေးခွန်းနှစ်ခုပြီးပါပြီပြီးကြရင်ကျွန်တော် email white the email တွေထပ်ရှာမယ်နော် white the host name ရောဒါတွေလည်းမသိသေးဘူးပြီးကြရင် admin password လည်းမသိသေးဘူးအဲ့တော့ကျွန်တော်ဆက်ပြီးတော့ရှာရမယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ကဘာအခုဒီမှာဘယ်ထိရောက်သွားပြီလဲဆိုတော့ဒါကိုကျွန်တော်ပြန်ပြရဘယ်ထိရောက်သွားပြီလဲဆိုတော့ဒါတွေပြီးမှကြည့်မယ် dashboard တွေရောက်သွားပြီပေါ့နော် dashboard ထဲမှာဆိုကျွန်တော်တို့ post တွေစမ်းတင်တာမြင်ရတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီနောက်မှာကျွန်တော်တို့ diary viewing လုပ်ရမယ်ပေါ့နော်ကျွန်တော် diary viewing လုပ်မယ်ဆိုရင်ဒီမှာလုပ်ရမယ့်နေရာတွေကများတယ် public နေရာရှိမယ် ADMN အောက်မှာရှိမယ်ပြီးကြရင် grade အောက်မှာရှိမယ်ပေါ့နော်အဲ့တော့3နေရာလောက်ဖြစ်နေအဲ့တော့3နေရာကိုကျွန်တော်တခါတည်း diary viewing လုပ်မယ်အဲ့တော့ကျွန်တော် go buster နဲ့လုပ်လိုက်မယ် go buster ဒီမှာအစင်းနေမယ်ဇက်စိတ်ရှယ်ကရမ်းမိုက်တယ်မင်းကဒီဘက်ခဏတော့နော်ဒါဒီဘက်လာအဲ့တော့ go buster ကိုသုံးရင်ဘယ်လိုသုံးရမလဲဆိုတော့ခါလေးရှင်းပြမယ် go buster DIR ဆိုတော့ diary view စလုပ်မယ်လို့ပြောတာ dash UR ကြတော့ UR ရဲ့အနောက်မှာကျွန်တော်တို့ diary view စလုပ်မဲ့ UR ရဲ့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခဏနေရော DIR မဲ့ command တွေအကုန်ရေးလိုက် command တွေအကုန်ရေးပြီးတော့တစ်ခုချင်းပြန်ရှင်းပြမယ်အဲ့တော့ဒီမှာ go buster ကိုသုံးမယ်ပြီးကြရင်ကျွန်တော်တို့ diary diffusion လုပ်မယ်ပေါ့နော်ထားပါတော့ပြီးကြရင်ကျွန်တော် ADMN အောက်ကိုအရင်ဆုံးဆက်လိုက်မယ်ဒီ dashboard အောက်မှာဒီနောက်က dashboard.php အောက်မှာဘာတွေ dashboard.php ပြင်ဘာတွေများရှိအောင်မလဲပေါ့နော်ဒီဗီဒီယိုကြည့်နေပြီဆိုတော့အဲ့ဒါတွေတော့ ထပ်ပြီးတော့ရှင်းပြဖို့လိုမှာတော့မထင်ဘူးအခြေခံတော့ရှိမှထင်တယ်ဟုတ်ပါနော်အဲ့ထားပါတော့ ADMN အောက်ကိုကျွန်တော်တို့ဆက်လိုက်မယ်ပြီးကြရင် wallet ကကြတော့ကျွန်တော်တို့ common.txt ကိုသုံးမယ် tag key ကကြတော့ဘာလို့ထည့်ထားလဲဆိုတော့ certificate error တွေတက်လို့ပေါ့နော်အဲ့တော့ tag key bypass လုပ်လိုက်တဲ့သဘောမျိုးပဲ key ထည့်လိုက်ပါဟုတ်နော်အဲ့တော့ dash URL ထည့်မယ်ပြီးကြရင် wallet ဘာမှမခက်ဘူးနော် go buster ဆိုတဲ့တိုးကိုသုံးပြီးကြရင် diary view စလုပ်မယ်ပြီးကြရင် URL ထည့်တယ်ပြီးကြရင် wallet ထည့်တယ်နောက်မှကျွန်တော် error တက်လို့ key ထည့်တယ်ဟုတ်ပါနော်ဒါပဲရောโอเคဒါဆိုရင်ခဏဆောင်လိုက်အဲ့တော့ကျွန်တော်တို့ကဒီမှာ ADMN အောက်ကိုလုံနေတော့ကျွန်တော်တို့နောက်ထပ်ဘာလုပ်ဖို့လိုလဲဆိုတော့ ADMN အောက်ရဲ့ grad.th အောက်လည်းကျွန်တော်တို့ထပ်ပြီးတော့စမ်းဖို့လိုတယ်နော်အဲ့တော့ဒီဘက်တက်မှာပဲစမ်းလိုက်တော့go buster ပြီးကြရင်ကျွန်တော်တို့ကကြာတော့ grad အောက်ကိုစမ်းလိုက်အောင်နော် grad အောက်မှာဘာတွေရှိမလဲပေါ့ကြောက်grad အောက်မှာစမ်းတယ်ဒီကောင်ကဘာမှစမ်းတာတော့ ADMN အောက်မှာစမ်းတယ်နော်အဲ့တော့ပြန်ကျွန်တော် public အောက်မှာထပ်စမ်းလို့ရသေးတယ်နော်နှစ်ခုသုံးခုဆိုတော့ခါလေးစမ်းလိုက်မရောက်ကွာရှုပ်နော် new tab ထပ်ခေါ်လိုက်3နေရာလုံးခါလေးစမ်းကြည့်လို့ရပါအဲ့တော့ go buster အောက်မှာငါတို့ ADMN အောက်ကိုစမ်းပြီးသွားပြီ public အောက်ကိုမစမ်းသေးဘူး public အောက်ကိုစမ်းတာတယ်နော်ဒီက ADMN အောက်ကိုစမ်းတာတဲ့ဟာဒါက grad အောက်ကိုစမ်းတာတဲ့ဟာ public အောက်ကိုမစမ်းသေးဘူးဟုတ်ပြီနော်အဲ့တော့ public ကိုစမ်းမယ်တော့3နေရာလောက်ဖြစ်နေတာဆိုတော့
နော် GB ကတော့တခါတည်းပဲဒီကောင်ကလည်းနည်းခိုင်းတာပေါ့ကွာတည်ရမှာ CTF တွေဖြည့်တယ်ပါညာဆိုတော့ဒီမှာ3ခုလုံးဒါ review စိမ့်လောက်တာဒီမှာပြီးသွားโอเคအဲ့တော့ဒီကောင်ကဒီမှာ graph အောက်မှာဆိုရင်ဘာတွေတွေ့မလဲဆိုတော့ API တွေ့တယ် okay API တွေ့တယ်မြင်ရနော် API တွေ့မယ်ပြီးကြရင် inner.php တွေ့မယ် JavaScript တွေ့မယ် JavaScript ဘာမှလုပ်မရခါနဲ့ JavaScript ရှိမယ် PHP admin ဒါလည်းမရအောင်ကြိုင် public ဆိုတဲ့ရရှိမယ်အဲ့တော့API လေးရောက်နေတဲ့စိတ်ဝင်စားဖို့ကောင်းတယ် API ကိုလည်းဖွင့်ကြည့်မယ်အဲ့တော့ API ရောက်ဒါဒီကောင်က graph အောက်က API ပဲဖြစ်နေ API ရောက်port 443 API guys API ဘာရှိဘာမရှိဘူးเนาะဘာမရှိဘယ်ဘာလို့ခုန result ကလာပြခေထားပါတော့မှာ API ခေါ်ကြည့်တာခေါ်လို့တော့မရဘူး index.php PHP မှာ admin เนาะနားနေ API တွေ့တယ်ပြီးရင် index.php ကခုနက dashboard ဖြစ်မယ်တဲ့အဲ့ကောင်ကြီးခါတော့ကိုယ့်ကိုရှုပ်နေခါနေဒီကောင်က graph အောက်မှာ index.php အဲ့စမ်းကြည့်ကိုယ့်ကိုလဲနေတာ graph အောက်မှာ API နေရာမှာ index.php index.php ဟုတ်တယ်ကတော့ကျွန်တော်ရပြီးသားဟုတ်တယ်ဒီကောင် index.php ထင်တယ်ကောင် dashboard နဲ့ရလာလား okay အဲ့တော့ဒီကောင်ကမလိုတော့အဲ့တော့ဒီမှာထပ်ပြီးတော့ကြည့်စရာဆို API ကလည်းဗလာကြီးဘာမှမရှိဘူးဗောနော်API ကဗလာကြီးပြီးကြရင် graph က public ကလည်းတည်ပြီးသားကြီးအဲ့တော့ကတော့ API ကိုကျွန်တော်တို့စမ်းလာတာကဘယ်ရောက်သွားလဲဟောထားပါတော့ပြန်ဖွင့်ရအောင်ခါနေရော API ကတော့ဗလာကြီးတော့တွေ့ရနော်ဒီကောင် port 443မှာအဲ့တော့51337လားအရှိမတွေ့ခဲ့တယ်51337လား result ကမေ့သွားကြပြီလားပြန်လာတက်ပြီ51337ချက်တော့ကြည့်လိုက်ဒီဘက်မှာမဟုတ်ဘူးဒီဘက်မှာMF port ကဘယ်ရောက်51337 okay အဲ့တော့ graph 51337ပေါ်တွေကိုကျွန်တော် change ကြည့်ရပါတော့51337မှာတော့ဒီကောင် permission မရှိပြန်ဘူးဟုတ်နော်ဒီ404မဟုတ်တာပဲကျွန်တော်ပြောဘူးကောင်းတယ်ဗောနော်404ဆိုလမ်းဆုံးသွားတယ်ဒီကောင်ကျတော့တစ်ခုတော့ရှိနေတယ်ဒီအနောက်မှာဒါမှကျွန်တော် permission မရှိဘူးဖြစ်နေ51337မှာလည်းမရှိဘူး API ဝင်ကြည့်တာ444ကတော့ဘယ်လို443မှာလည်းမရှိဘူးဟုတ်နော်443မှာလည်းမရှိဘူး443မှာလုံးဝမရှိတာโอเคအဲ့တော့ကျွန်တော်တခြား result တွေထပ်ကြည့်အောင်ဘာတွေထပ်ရမလဲဗောနော်အခုခုနကကြည့်တာက graph အောက်ကြည့်ပြီးပါပြီADM အောက်ခုနကကြည့်တာဒီမှာ graph အောက်ကြည့်ပါ graph အောက်မှာက API ခြားစိတ်ဝင်စားစရာဘာမှမရှိဘူးနော်အဲ့တော့ADM အောက်မှာပါရှိမလဲADM အောက်မှာ admin.php ရှိမယ် upload.php ရှိမယ် index.php ရှိမယ်ဒါလည်းတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဟုတ်နော် upload.php ဒါပေမဲ့ permission ကမရှိဘူးဖြစ်နေတယ် okay အဲ့တော့ဟိုဘက်မှာဘာရတော့ကောင် public အောက်မှာpublic အောက်မှာက index.php ထွေးထူးဘာမှမရှိအဓိကစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့ဘာမှလဲဆိုတော့ ADM အောက်မှာ admin.php တွေ upload.php မျိုးတွေရှိနေတယ်ဟုတ်နော် okay အဲ့တော့ကျွန်တော် permission ကတော့မရှိဘူးအဲ့တော့ upload.php ဆိုပြီးတော့ချကြည့်မယ်ရမလားရှုပ်နော် upload.php
lead checker ဆိုတဲ့ဟာလေးလည်းကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်အောင်ဒီကောင်လေးမဝင်ရသေးဘူးနော် lead checker ထွားရမရhttps နော် / permission မရှိဘူး443မှာအဲ့တော့ပို့ပြောင်းကြည့်မယ်51337ဆိုရင်51337ဆိုရင်မပါပြမယ်ပေါ့51337မှာဆိုသူတို့ရဲ့ custom ပေါ်မှာတော့ email lead checker ဆိုပြီးရှိတယ်ဒီညမှာကျွန်တော် email ထည့်ကြည့်တယ်မရောက် invalid email ပေါ့နော် email မမှန်သေးဘူးဟုတ်ပြီအဲ့တော့ကျွန်တော်က admin email ဆိုတော့ဒီကောင်းတဲ့နေရာကိုရှာမှာနော် admin email ကိုရှာမှာဒီနေရာမှာထည့်ရမယ့် email ကဘာလဲဆိုတော့ကျွန်တော်ရှာရမယ်ပေါ့နော်အဲ့ကြမှာထည့်လိုက်တော့မှကျွန်တော် password တွေပါရမယ်ဟုတ်အဲ့တော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာ upload.php က ADM အောင်ပါအဲ့ဒါလေးတစ်ချက်ဝင်ကြည့်မယ်အဲ့တော့ဒီကောင်ကိုပြန်ပြီးတော့ copy ကူးကွာcopy ကူးရတာမဟုတ်ခဏနေဘယ်ရောက် copy link address ADM ဟုတ်ပြီ dashboard.php တကွာတန်းလာတယ်အဲ့တော့ဒီ dashboard ကိုဖြတ်လိုက်မယ်သူတွေ့ရတာက upload ဆိုတာတွေ့တယ်အဲ့တော့ upload.php ကိုတွေ့ရမယ် should upload upload.php okay upload.php ဆိုရင်ငါတို့ file တင်တဲ့နေရာကြီးတော့တွေ့တယ်ဟုတ်တော့ file တင်တဲ့နေရာတော့တွေ့တယ်ဒီနေရာမှတ်ထားမယ်နော် ADM upload.php အောက်မှာတွေ့တယ်ADM အောက်မှာတော့စိတ်ဝင်စားစရာကောင်းတာတစ်ခုတွေ့တယ်တခြားဘာတွေ့လဲတခြားဘာတွေ့လဲဆိုတော့ index.php ရဲ့ API နဲ့ php my admin နဲ့ဒါကဘယ်အောက်မှာဒါက grad အောက်မှာ php my admin တွေဘာတွေပြမှာတော့မင်းက grad အောက်မှာ php my admin yeah ဘာရှိလို့တော့ဒီအောက်မှာဝင်ကြည့်လို့မရသေးဘူးနော် permission မရှိသေးဘူးအဲ့တော့ဒါ443မှာ51337မှာ51337 51337မှာဆိုရင်ဟုတ်တယ်မလားကျွန်တော်တို့ခုနကတော့အဲ့ပေါ့ကိုအမြဲတမ်းမိဟုတ်တယ်မှန်တယ်ဟိုဘက်မှာဖြတ်သွားပြီဆိုတော့ဘာလဲ permission မရှိဘူး51337မှာလေ php မှာ element တော့ okay အဲ့တော့ဒီကောင်ကစိတ်ဝင်စားဖို့ကောင်းတာဘာမှမရှိဘူးเนาะဒီဘက်မှာဒီအောက်မှာဆိုရင်လေဒီအောက်မှာဆိုရင်ဘာဖြစ်လဲ public အောက်မှာလေ index.php ကျွန်တော်တေးကြအောင်ကြည့်နေပါတော့ broker ဘာမှတော့မရှိဘူး server state .php ဘာမှမရှိဘူးเนาะအခုကျွန်တော်တို့အခုလက်ရှိထားတာကလက်ရှိတွေ့ထားတဲ့ဟာကကျွန်တော်ဒီကောင်ကတော့အစာတွေကတွေ့ပြီးသား image check ကတွေ့တယ်ခြံထဲမှာတော့ dashboard ရလာတယ်ပြီးကြရင် page file အမေကဘာမှလုပ်လို့မရဘူးအဓိကကျွန်တော်တွေ့ထားတာဘာရှိမလဲဆိုတော့ဒီ file upload ဆိုတဲ့နေရာလေးတွေ့ရတယ်ပေါ့နော်သူတို့ရဲ့ဟိုဘာလဲမှာ upload.php ဆိုတဲ့နေရာမှာတွေ့ရတယ်အဲ့တော့တစ်ခုတင်ကြည့်လိုက်မယ်ရောOVPN တင်ကြည့်လိုက်မယ်ရောကျွန်တော်တို့ VPN တင်ကြည့်လိုက်မယ်ရော upload ရလားဆိုတော့မရဘူး invalid file type ဖြစ်နေတယ်เนาะ file type မတူဘူးတဲ့သူကကြတော့ဒီ file တွေပဲသူကလက်ခံတယ်ပေါ့နော် JPG တွေเนาะ JPEG တွေ PNG တွေ BMP ပါလား BMP file တွေပဲလက်ခံပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ပုံမှန်အပြင်ဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်ဒီ file upload ပါတွေတင်တဲ့နေရာကျရင်ကျွန်တော်တို့က rubber share တွေတင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာတင်ကြည့်လိုက်တဲ့အခါမှာသူကဒီနေရာမှာပုံတွေပဲလက်ခံမယ်ဆိုပြီးတော့ပြောရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နည်းနည်းလေးဒီကောင် bypass ဘယ်လိုလုပ်မလဲဆိုပြီးတော့ information နည်းနည်းထပ်လုပ်ရမယ်
အဲ့တော့စဉ်းစားလိုက်ခုနကကျွန်တော်တို့ GitHub မှာဘာတွေ့ခဲ့လဲဆိုတော့ upload.php ဆိုတာတွေ့ခဲ့တယ်ဒီ developer ရေးထားတယ်မှာ upload.php ဆိုတာတွေ့ခဲ့တယ်เนาะဒီမှာသူရေးထားတဲ့ code ပေါ့နော်ဒီဘက်ကိုပြပေးမှာဟာနေဒီ code ကပုံမှန်တိုင်းကြည့်တယ်ဆိုရင်တော့ဘာမှဟိုမသိရဘူးဆိုရင်တော့ဘာမှမရှိဘူးเนาะဒါပေမဲ့တကယ်တမ်းဖတ်ကြည့်မယ်ဆိုရင်ဒီ code မှာကကျွန်တော် vulnerability ကဘာဖြစ်မလဲဆိုဒီကောင် critical vulnerability လောက်သွားကြမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဟိုဒီမှာ allow extension เนาะသူရေးရတဲ့ပုံစံနဲ့ခုနကကျွန်တော်ဒီဟာတွေပဲကျွန်တော်တင်လို့ရတယ်ဒါ developer ရေးရတာပေါ့နော်ခုနကကျွန်တော်တွေ့ခဲ့တယ်ဒါတွေပဲတင်လို့ရတယ်ဟုတ်ပြီပြီးကြရင်ကျွန်တော်ဒီမှာကဘာဖြစ်သွားလဲဆိုတော့ဒီမှာ file နေရာမှာ file extension တွေပါညာတွေအမှ array တွေပါနေတော့စစ်ထားတယ်โอเคဒီမှာတော့မဟုတ်ဟာလေဒီမှာဘာမှ trade တော့မရှိနော်โอเคအဲ့တော့ပြန်ပြီးတော့ back ထဲမှာဒီထဲမှာဟောဒါ register တို့ PHP တွေကိုကျွန်တော်တို့သွားကြည့်နေအဲ့သူ့ရဲ့ upload ထဲကိုကြည့်မယ် upload ကဒီမှာupload.php ဟုတ်တယ်ဒီမှာဒီ magic byte တွေပါတယ်အဲ့လိုမျိုးတွေ့ magic byte တွေပါတယ်ပေါ့နော်ကောင်းတော့နည်းနည်း short ရှိတယ်ဘယ်လို short ရှိရလဲဆိုတော့ပုံမှန်ကြည့်ပြန်ဆိုတော့ဒီ code ကလုံးဝအဆင်ပြေလို့ထင်ရတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ critical vulnerability ကဘာဖြစ်သွားလဲဆိုတော့ဒီမှာ byte code တွေထည့်ထားတာပေါ့နော် magic byte ဆိုတဲ့ဟာဒီ byte code တော့ဖြစ်တယ် magic byte ပေါ့နောက်ဒီမှာ allow extension ကျွန်တော်တို့ကတော့အရှိမတင်ခဲ့တယ်ပြရပါလေအရှိမတင်ခဲ့တယ်နောက်ဒီမှာဘာတွေပဲခွင့်ပြုလဲဆိုတော့နော် JPG တော့ဒီမှာပုံတွေပဲခွင့်ပြုတယ်ပေါ့ထားပါတော့ဒီကောင်တွေပဲခွင့်ပြုတယ်သူရေးရတဲ့အထက်မှာလည်းမှန်တယ်ဒီဟာမှခွင့်ပြုတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်ဒီမှာ magic byte တွေပေါ့နော် magic byte ကကြတော့ကျွန်တော်တို့က file extension ကိုမကြည့်ဘဲနဲ့file extension ကိုမကြည့်ဘဲနဲ့သူဒီအရှိက hash code လေးကိုကြည့်ပြီးတော့သူကနေပြီးတော့ဒီဟာကနော်ပုံလား video လားခွဲကြတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့က hash ဒီကောင်ရဲ့ hash ကိုဒါကျွန်တော်တို့တင်မဲ့ rubber shell မှာဒါထိတ်မှာဒါဒီကောင်လေးပြင်ပေးလိုက်ပြီးဆိုရင်ဒီကုတ်ကနေပြီးတော့ကျွန်တော်တို့တင်လိုက်တဲ့ rubber shell ကိုသူ့ရဲ့ JPG ဆိုပြီးတော့ယူဆသွားမှာပေါ့နော်အဲ့တော့ဒီကောင်လေးကနည်းနည်းလေးပြဿနာတက်နေတာပေါ့နော် magic ဒီကောင် magic byte ကြီးအဲ့လိုမျိုးပြလာတဲ့အတွက်ကြောင့် okay အဲ့တော့ကျွန်တော်တို့က rubber shell တင်မယ်နော်တင်လို့ရပြီနေရာတွေ့တော့ဘာမှစဉ်းစားမနေတော့တင်တော့မယ်တော့ you တက်ခေါ်လိုက်မယ် rubber shell ကိုကျွန်တော်ကသူများတွေကကြတော့ down သုံးတယ်ပေါ့နော် browser rubber shell ဘာညာဘာကျွန်တော်တို့ကာလီမှာကြတော့ဘာမှ down သုံးစရာမလိုဘူးနော် original ပါလာပြီးသားသူရဲ့ file path ကမိလောင်မေ့နေ USR ထဲမှာထည့်တယ် USR shell ဟုတ်တယ် web shell PHP ဒီလမ်းကြောင်းထဲမှာကျွန်တော်တို့က PHP ကာလီကထည့်ပေးထားပြီးသားအဲ့ဒါဘာလို့ down နေတော့မသိဘူးဒီမှာ PHP rubber shell ဆိုတာရှိရပေါ့နော်အဲ့ဒီအောင်ကျွန်တော် copy ကူးလိုက်မယ် copy ကူးလိုက်မယ်ဆိုတော့ cp PHP rubber shell home desktop အခါလေးအစင်းနေမယ်နော်ရ ls ဟုတ်ပြီ cd တော့ desktop ပေါ်မှာရောက်သွားလိုက်ချက်ကြည့်လိုက်တော့မှာ cd နဲ့ပြန်သွားလိုက်ရှုပ်cd desktop ပေါ်မှာPHP rubber shell တွေ့သွားပြီဟုတ်ပြီနော်ကျွန်တော်တို့ကဒီကောင်ကို share ကိုကျွန်တော်တို့ကပုံမှန်တိုင်းတင်လိုက်ပြီဆိုရင်သူက .php extension နဲ့ဆိုတော့ခုနနေရာမှာတင်လို့ရစရာအကြောင်းမရှိဘူးပေါ့နော်သူပေးရတဲ့ extension တွေပဲတင်လို့ရတယ်ဒါပေမဲ့အောက်မှာကသူကဘာထက်စစ်ထားလဲဆိုတော့ဒီကောင်မှာ byte code စစ်ထားတယ်ပေါ့နော်ဒီ magic byte code တော့ဖြစ်တယ် magic byte ကပြီးကြတော့ hash code တွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ file ကိုဒါဒီ file ရဲ့အစမှာဒီကောင် PHP မဟုတ်ပါဘူးဒီကောင်လေးကဒီကျွန်တော်တို့ရဲ့ rubber shell ကဒီသူပေးထားတဲ့အဲ့လိုမျိုး magic byte လေးနဲ့သာစခိုင်းလိုက်မယ်ဆိုရင်သူကနေပြီးတော့လက်ခံသွားမယ်ပေါ့တင်လို့ရပါမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးပေါ့ဟုတ်ပြီနော်အဲ့လိုပုံစံဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က PHP rubber shell ကိုကျွန်တော်တို့ပြောင်းမယ်ပေါ့နော်ဘာပြောင်းမလဲဆိုတော့
ကျွန်တော် IP တွေပါတော့ပြောင်းအောင်မယ် share တင်တော့ IP တွေပါတယ်အရင်ဆုံးပြောင်းလာလိုက်မယ်ဟုတ်ပါနော်အဲ့တော့ sudo nano php ပါ share okay php တော့ပါ share မှာဘာပြောင်းဖို့လိုလဲဆို IP ပြောင်းဖို့လိုတယ်เนาะကျွန်တော်တို့ set က IP ထည့်ပေးဖို့လိုတယ်ဒီ IP နေရာမှာဒီ IP နေရာမှာကျွန်တော်တို့ IP ထည့်ရမယ်ပေါ့ကွာခါနော် confidence ချက်ဆက်လိုက်မယ်confidence ဆက်လိုက်ရင် w0 မဟုတ်ဘူးဒီကောင်ပေါ့เนาะ153145เนาะကျွန်တော်တို့က OVPN ခံထားတာဆိုတော့ပြရပါပြီเนาะဒီမှာ okay ထည့်ဟိုပေါ်တော့1 2 3 4ပဲထားရတော့မယ်เนาะအဲ့ပေါ်မှာပဲပြီးကြရင် listening လုပ်လိုက်တော့မယ် okay အဲ့တော့ဒါတစ်ချက်စီလိုက်မယ် okay အဲ့တော့ပြင်စရာတစ်ခုရှိသေးတယ်မိသွားဒီကောင် PHP မှန်သိနေပါတော့ PHP မှန်ဒီကောင် PHP header ကသူ့ရဲ့ header အစပေါ့နော်အစ PHP မှန်သိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကြောက်ဟိုကောင်လှည့်စားမယ်ပေါ့နော်ကျွန်တော်လှည့်စားမယ်ပေါ့အဲ့တော့လှည့်စားမယ်ဆိုတော့ဒါကငါတို့ရိုးရိုးစာသားပါပေါ့အဲ့လိုမျိုးတင်မှာဘာညာပေါ့ရိုးရိုးစာ file လေးပါပေါ့နော်အဲ့လိုမျိုးလှည့်သားခြင်းတယ်ကွာအဲ့လိုမျိုးတစ်ခုခုထည့်ထားလိုက်အဲ့တော့သူ့ရဲ့ header ကစာအနေနဲ့ပဲသွားတော့မယ်ဒီလိုမျိုး header PHP နဲ့မစတော့ဟုတ်နော် okay အဲ့တော့စိတ်လိုက်မယ်ပြီးရင်ဘာလို့လို့သေးလဲဆိုတော့ဒါကြီးသွားတင်လို့ရပြီလားဆိုတော့တင်လို့မရသေးဘူးဘာလို့အောင်လဲဆိုတော့ကျွန်တော် hash editor နဲ့ဒီကောင်ပြင်အောင်မယ် hash editor PowerShell.php ဟုတ်ပြီနော်အဲ့ hash ကိုကျွန်တော်အရှိစာလုံးလေးပြင်လိုက်တာနဲ့ဒီကောင်တင်လို့ရပါလိမ့်မယ်အဲ့တော့ဒီကောင်ရဲ့ဟာက ffdh ပြပါရဒီက d8 ffdh ffe0 e0 okay အဲ့ဒါဆိုရပြီokay ပြန်ကြည့်ပြန်စိတ်လား e0 okay စိတ်တယ်အဲ့ဒါဆိုရင်တင်လို့ရမလားဆိုတော့ချက်တေးကြအောင်စစ်ကြည့်လိုက်အောင်မကုတ်တွေကဘာလဲဖြောက်ရလဲဆို PHP header တွေပါလေပြောင်းသွားလားစာသားတော့ဘာလဲမသိပြောင်းသွား PHP header တော့ရှိတော့မယ်ဒီညမှာလည်းစားပြီပေါ့နော်okay အဲ့တော့ hash code ပြင်လိုက်တဲ့အချိန်မှာဘောကစာသားပြောင်းသွားအဲ့တော့တင်ကြည့်လိုက်မှာကွာဒါရင်တင်ကြည့်လိုက်မရရင်နောက်ခုထပ်စစ်စားမှာဟုတ်နော်အဲ့တော့ခဏနေရောအဲ့တော့ဒီမှာ PHP တော့ပါရှယ်ရော့ upload ရလားဆိုတော့ font တင်တာတော့တင်သွားမယ်ဒီကုတ်အလုတ်လောက်လားမလုတ်လားခေါ်ကြည့်မှသိမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီအရှိမအဲ့လိုမျိုး help ပြင်လိုက်တဲ့အခါမှာအဲ့လိုမျိုးဘာညာဂျူသားသားတွေဖြစ်သွားလို့အဲ့တော့ဒီ location က upload.php ဆိုတော့ upload ဆိုတာရှိအောင်မခဏနေအောင်အဲ့တော့ upload.php ခေါ်ကြည့်လိုက်ဒီအနောက်မှာပဲတင်မှာအဲ့တော့ခါလဲတန်းခေါ်လို့ရမလား upload ရှိသေးလား upload ရှိသေးတယ်ဟုတ်လားနောက်မှာကျွန်တော် upload တင်တာဟုတ်တယ် upload တင်မှာအဲ့တော့အခါတော့အဲ့ဆိုဒီဘက်မှာငါတို့ဘာလုပ်ရမလဲဆိုတော့ listening လုပ်လိုက်မယ်တစ်ချက်အဲ့ကိုအလုံးမလုံးပြန်ပြီးတော့ပြင်စရာကြီးပြရအောင်မယ်အပေါ်စာကြီးကပြောင်းရမလားမသိ1 2 3 4 listening လုပ်နေပြီရော့ကွာအိုးရပါ shit man လုံးဖြစ်တယ်နော်သူကသူဟိုကုတ်ကဖတ်လို့တာမရပါပဲဒါပေမဲ့အလုံးဖြစ်သွားတယ်ဘာလို့လဲဆိုတော့အောက်မှာက PHP ကုတ်ကမပြတ်သွားလို့ထင်တယ်ဟုတ်ပါနော်အဲ့လိုပဲထင်တယ်ဘယ်ပါလဲငါတို့ share ဒီမှာကျွန်တော်တို့နော်ရပါပြီ refer share ရပါပြီဟို share ရပါပြီဟုတ်တယ်နော်အဲ့တော့အဆင်ပြေတယ်နောက်ကတော့ကုတ်ကိုပြန်ပြရမယ်ဆိုရင်ဒီလိုဖြစ်နေတာနော်စိတ်မပူနဲ့အလုပ်ဖြစ်တယ်နော်အဲ့တော့ပြီး refer share ထဲမှာကျွန်တော် header ကတော့ဘာဒီမှမသိဘူးဘောနော်ဂျိုသားစာဖြောသွားပြင်မယ်ဒီအောက်ကဟာတွေအလုပ်လုပ်နေတယ်တကယ်လို့သာကျွန်တော်ဒီဂျိုသားဒီအပေါ်ကစာသားလေးမထည့်ခဲ့ဘူးဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့သူ့ header ကိုမိသွားမှာနော် header မိသွားတဲ့ခါကျရင်ဟိုဟာနဲ့ hash editor နဲ့ဘယ်လောက်ပဲပြင်တာသူမိမှာပဲအဲ့တော့အမှစာသားလေးထည့်လိုက်တယ်ဂျိုသားစာဖြေသွားပြင်မယ်အောက်က PHP refer share ရအလုပ်လုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်မှာ share ရသွားပြီပေါ့နော်မှားပြီးအမှ share ရသွားပြီ okay ဟုတ်နော်အဲ့တော့ကျွန်တော် try မိရမေကုန်းလေးချက်သွားကြည့်ဦးမယ်ဒီမှာလုံပဲလုံတာဘာမှမကြည့်ရသေးဘူးဒါ admin email တွေမသိသေးဘူး
Yeah, and what is the host name? Where application and the chat email for password lead to your say lo ya host name no era kuna no twi biwaကျွန်တော်တို့ဒီကောင်ပြပါပြီလား email lead ချက်ကပေါ့နော် email ထည့်လိုက်တဲ့အခါကျရင် password lead ဖြစ်မဖြစ်ဆိုတော့ဒီမှာဆက်ပေးတာပေါ့နော်အဲ့တော့ဒီကောင်ရဲ့ဟာကကြတော့သူရဲ့ host name ကကြတော့ဒီကောင်ပေါ့ lead ချက်ကတော့ DHM ပေါ့ okay အဲ့တော့မထွန်းပြီးတဲ့မှာဒါလေးတော့ဖြည့်လိုက်မယ် lead ချက်ကမရဘူးอ่ะဒါမှားနေတယ် what the fuck ဘာမှားတာတော့lead ချက်ကတော့ grad.th နောက်မှာ th ကျန်ခဲ့တယ်နော် th မှန်ပါဟုတ်အဲ့တော့ကျွန်တော်မေးခွန်းနှစ်ခုကျန်တယ်အဲ့တော့ admin ရဲ့ email တွေရှားမယ် admin email တွေကဘာမှရှိတယ်လဲဆိုတော့ကျွန်တော်တို့ website တစ်ခုရဲ့ထဲမှာဆိုရင်ကျွန်တော်တို့ source code တွေထဲမှာလည်းခါကျရှိနိုင်တယ်ပြီးကြရင်ကျွန်တော်တို့ var တွေထဲမှာရှိနိုင်တယ်အဓိကအဲ့ဒါလေးကတော့မှတ်ထားမယ်အရာလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်ရောက်နေရလဲ ID ကတော့ root တော့မရသေးဘူး private escalation တွေဘာတွေကလည်းလုံးဆရာမလိုဘူးပေါ့နော်အဲ့တော့ကြောက်မရဘူးဒီအပေါ်လေးကတည်းကတင်ပြလိုက်တော့အဲ့တော့ဒီနေရာမှာ CD var ထဲမှာလားemail လိုက်ရှာတလို့မေးထဲမှာရှိတယ်မရှိနာတော့ www တွေက data ထဲမှာဟုတ်ကဲ့တော့ပါပါအဲ့လိုမျိုးအဲ့လိုစမှာဆိုပါရှိမလဲဆို bucket ရှိတယ် certificate တော့ဘာညာfor ADM lepas or private donkey အဲ့ကြည့်လို့ရမှာpermission တိုင်းပြန်နော် private escalation တော့ကြည့်လို့ရမှာ okay အဲ့တော့နောက်တစ်ခုပါရှိလဲဆို bucket ကြည့်ရမှာbucket ဟုတ်တယ်မှန်တယ် user.sql okay အဲ့ဒါရပြီ SQL ထဲမှာဆိုကျွန်တော် user name တွေ email တွေကပါမှာပဲဟုတ်ပြီနော် user.sql okay အဲ့တော့ကျွန်တော် finally အနေနဲ့တွေ့ရောမလားတွေ့သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ဘာညာပေါ့ကွာ password ပေါ့ကွာပြီးရင်ဒီမှာသူ့ရဲ့ email ပေါ့ admin ဟုတ်တယ်ဟုတ်တယ် A ကဒီဘက်ထောက်မှာကတ်ကြံခဲ့ admin @search me နော်အဲ့ကောင် copy ကူရောအဖြေထဲမှာတော့ထည့်ကြည့်မဟုတ်မလားလို့ဒီမှာ email okay မှန်တယ်နော် okay မှန်သွားပြီဆိုရင်ခုနကတော့ဒီ email နေရာမှာဒီကောင်ထည့်လိုက်ဒီ email လေးမှန်သွားပြီဆိုရင် password ကကြာဒီမှာ admin ထွားရပြီရသွားပြီနောက်ကတော့ admin ရဲ့ password က leak ဖြစ်နေတယ်ရောအမှာ okay ဒါဆိုတော့ကျွန်တော်တို့ finally เนาะနောက်ဆုံးတော့ပြီးသွားခဲ့ပြီကျွန်တော်တို့တော်တော်လေးကြာသွားတယ်ဟုတ်ပြီเนาะဒီကဘယ်နေရာမှာကျွန်တော်တို့ရှုပ်သွားတာလဲဆိုတော့ဒီ run ကကြာတော့ခက်လားဆိုမခက်ဘူး easy ပဲဒါပေမဲ့ဘယ်နေရာမှာရှုပ်လဲဆိုတော့ကျွန်တော်ကကျွန်တော်တို့လိုက်ရှာရတာဒီနေရာတွေလိုက်ရှာရတာကဲဟာမှာလိုက်ရှာရမယ်ဒါတွေဖတ်ကြမယ်ပြီးကြရင်အဲ့လိုမျိုး port တွေ change ကြည့်ရမယ်ပေါ့နော်lead ချက်က graph မှာနော်51137မှာဒီလိုပုံစံမျိုးဆိုရင်404တော့ဖြစ်တယ်443မှာဘယ်လိုလဲ80မှာဘယ်လိုလဲနော်ပြီးကြရင်ဒီလိုမျိုး file upload ရမယ့်နေရာတွေကိုဒီလိုမျိုး like share ဒါ review ဖို့စဉ်လုပ်ပြီးကြရင် port တွေ change ကြည့်အဲ့မှာနည်းနည်းကြာတာနော် OSI ဒီ scale recognizer scale တွေကတော့ဒီလိုပါပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ trial မီကတော့ပြီးသွားခဲ့ပါပြီနော် graph ဒါလေးပြီးသွားခဲ့ပါပြီ okay အဲ့တော့ကျွန်တော်တို့အဆုံးလေးကြည့်ပေးကြတဲ့လေးလာနေတဲ့လူတွေအတွက်လည်းကျေးဇူးတင်ပါတယ်နော်နောက်ပိုင်းကြာရင်ဒီလိုမျိုးပို့ပြီးတော့ကောင်းတဲ့ run တွေဖြည့်ပြပါမယ်ပို့ပြီးတော့လေတိတ်ချလေးရှင်းပြပေးပါမယ်ပေါ့နော်အခုကကြတော့ဖြည့်နေပဲပြောရတာဆိုတော့ကိုကဖြည့်ပြနေတာထက်ကိုဖြည့်နေတာလို့ဖြစ်နေတာပေါ့နော်သူများကိုရှင်းပြနေရတဲ့အဲ့တော့နားမလည်တာလေးတွေပါနိုင်တယ်နော်အဲ့တော့ကိုကလည်းအခြေခံလေးရှိမယ်ဆိုရင်တော့ like ပြီးတော့စမ်းကြည့်လို့တော့အဆင်ပြေနိုင်တယ်ပေါ့နော်နည်းနည်းသိတာမှအဆင်ပြေမယ်လုံးဝမသိရင်တော့အဆင်မပြေနိုင်ပါဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကတော့ဒီလောက်ပဲကိုဖြည့်သေးခြင်းနဲ့ run လေးတွေအောက်မှာလေးလာခြင်းနဲ့ run လေးတွေရှိရင်လည်း comment မှာမှန်ပါခဲ့လို့ရပါတယ် okay channel လေးကိုလည်း subscribe မလုပ်ခဲ့ရရင် subscribe လုပ်ခဲ့ပါနောက်ထပ် CDF တွေမှာပြန်တွေ့ပါမယ်